ဆိုင်ငယ်၄စီးနဲ့ရေတံခွန်သွားနေပါတယ်ရေတံခွန်သွားတဲ့လမ်းမှာညတာကောလုံးကအသွဲကိုစီတော့ရှိပါကျွန်တော်လည်းတတိတူနဲ့ပဲအသွဲမရှိတာပေါ့လေသွဲသုံးသွဲရေတံခွန်သွားနေပါတယ်ရေတံခွန်ဘယ်သွားမလဲရောက်လမ်းပဲရောက်လာပါပြီရောက်ကောင်းဖပြောင်းလို့ကတ်လမ်းကျော်သွားပါပြီလမ်းပြောင်းရမောင်းတော့ไม่รู้จะจุดရောက်ပါပြီခင်ဗျာမတမ်းမဖြတ်ပါလေတဲ့တောင်းထောက်လိုက်နော်ကျတရားပလားဘယ်ရွာလဲထားကြဒီမှာကျွန်တော်လက်မှတ်ဝယ်တာပါလေတစ်စောင်30ပါအဲ့ဒါမှလက်မှတ်ဗီဒီယိုရိုက်တော့ငါ့ကိုအနေမရအောင်လောက်ကောင်းไปกินที่ไหนอ่ะဒီနေရာရတိတ်ဆိတ်ငြိမ်သက်လို့ကွဲချီအခန်းရှင်တယ်ဒါကျွန်တော်တို့ဖွဲ့ပါ2 4 6 8ယောက်ကျွန်တော်2ယောက်ဒါသူတို့အသွဲတွေနဲ့ငါတတွဲဟိုမှာ2တွဲဒီမှာ3တွဲဒီမှာ1တွဲ你们就要也得这么大呀，3月买没毕业。小鸡的公我养的了吧？这到半满的呢，是，哪地的？对呀，那色里大龙样的，ရတယ်လေဒီမှာတော့ရဟိုထဲဝင်မရတာမကျွန်တော်ဟင်းရောင်းကောင်းလားငါးပေါင်တန်ဟင်းရောင်းကောင်းလို့ဒီမှာဘာမှရဒူရဘတ်တော့နှစ်ချက်လွယ်
这些包的锅毛哩，猪头包到了，没那个是，要比外了，喂，比我不知，娘呢？特别来鱼，我玩的，快点乌了，快点点点，对，俺们表你就比我们没这样们呢。那你这吃当干的，ไอ้โก้อยู่นั่นไงไม่เห็นเลย จริงอ่ะไม่เห็น เจอไหม 是嘞， เจอเห็นตัวเองไหม 乖， ไม่ใช่ 乖嘞，哦，กูเห็นแม่กูเห็น พี่โอเห็นไหม งานนั่งขอแหล่เลยก็โก้สุด เรา不会明的啦， เอ้กูมีจะมีอ่ะง่ายใหญ่อุ้ยซิปเปี้ยวเนี่ย 这是有把它记了， นี่เล่นเสียเมียน้ำเบี้ยว 录他的， อุ้ย โอ้ยเลย นี่อยู่ วัดดาฟู โอ้วัดดาฟุตละอู้ฟุต วัดดาฟู อะไรเนี่ย sorry ตาในปากก็มีอันที่กำมาแล้วก่อน จะต่อหมอได้หรอวะหมอเนาะหมอเลยเนาะก็ต้องหมอแบบนี้หมูတွေကတော့တက်တော်တယ်စိမ့်စိမ့်နဲ့ဆွဆွင်စိမ့်ရှင်နဲ့နဲ့ခဏစားရတဲ့သမင်းတော်ပဲရောက်တော့ဘယ်တော့ကြီးလေးရောက်နေပါလေရောက်တယ်ဆိုရင်
6ကြားစရာကြီးကြောက်ကမာစွန်းစွန်းလေးတွေချောတော့အားရောက်ကိုကမိုးချုံနေလို့တော့ဖြစ်ဒီလိုကောနဲ့နိုင်ငံရတာพอရပါပြီသူတို့နဲ့လိုက်ပါအရှိနာဆိုရောက်ပြီအသွားကြရတော့အသက်တွေညာတော့အပြန်မှာကြရတော့ညာဒီနေ့လူတော့တိတ်မရှိဘူးအသက်လည်းညာလူကမောချွေးထွက်ပါပေါ်နေမကုံရခိုင်းပါဘူးအဲ့ဒီများလို့ပါအမှားရပေးမပြစ်ပါသူဒီနေရာကြီးရင်းညှိနေအထက်လည်းမရှိဘူးရောင်ရောနေလိုက်ပါသတိနဲ့စင်းချောနေတယ်ခင်ဗျဟုတ်တယ်မြောက်မြည်ပဲကနေစင်းတယ်ဘယ်မှာမြောက်လဲကရေမချင်းမရေမโอเคဒီလိုကနေလာပါရှိဟယ်လိုကျော်တော့ဖွဲ့တယ်ဟိုဘက်ဖွဲ့ရောဟိုတို့ဒီမှာသမင်းလာစားရတော့ကောင်းမလေးတွေအများကြီးပဲကျော်လူကတော့ဟိုးပေါ်နာရောက်ခုနလမ်းမှာတွေ့တဲ့ကောင်းမလေးတွေအုပ်စုပေါ့ဒီလိုတော့မှတရားနဲ့နေတဲ့ရတာကလည်းအေးချမ်းစိတ်သက်နေတဲ့တော့မှတရားအေးနေနေလောက်ပါဒါကပထမဆုံးရောက်တယ်ဒီလိုပေါ့ဒီတော့သွားတယ်ပိတ်သွားလို့မိုးသက်ကြဆိုင်ငယ်လေးစီလူရှိအောင်အတွဲတုံးတွဲဒါတော့ကျွန်တော်နေနေရတယ်ဒီကနေ့ဆိုရင်ပေါ့တနားကျော်လောက်မောင်းရတယ်တနားပေါ့တနားလောက်မောင်းရတယ်နည်းနည်းတော့ဝေးတော့ဒီကုံရောက်သွားပထမတစ်ခေါက်လာတဲ့ဒီမှာ4နိုင်ထိုးတော့ပိတ်သွားပြီပြောတော့အခုနောက်တစ်ခေါက်ရောက်လာတယ်3-4လလောက်ကြာအောင်မှဒီလိုတစ်ခေါက်ပြန်ရောက်တော့အခုတော့ဖွင့်တယ်ပေါ့နော်ဒီတော့လက်မှတ်တွေပဲဝယ်လာတယ်မိုးရွာมาဆင်းလာတုံကြီးနဲ့ဆင်းလာတယ်တုံကြီးနဲ့မိုးကတအားများလာဟောဒီဘက်ကရောက်ကုန်အဲ့ကောင်မရေကူးတက်တာမဟုတ်ဘူးဒါပေမဲ့ဓာတ်ပုံလိုက်ရရမယ်ဆိုရင်အသက်ပါသေးပဲပုံစံမျိုးမင်းကလည်းရှစ်သွားနောက်ဆိုင်လို့ဒီမှာဗီဒီယိုရရင်ပါလို့မှဖင်ကလည်းကုန်းတယ်တော်ရ
ဘောင်းမီမီးယူတာမဟုတ်လားโอเคမဆက်နေတာပါရတယ်လေယူရ အယူကြတော့ပြည့်တော့ရိုက်မလား သမားနေကြီး Chết rồi. Hello my friend. Ah, khi tôi vlog ấy. Oh my god. ဝမ်းသာပါတယ် Oh my god. Chết. Oh my god. Khi tôi vlog ấy. Wow. ဘယ်ကြောက်ကြောက် Ah, ပန်ပါ where you from? ဒီကပဲရမောင်မြိုင်းလာ Oh my god, mọi người nhảy. ယူတော့လားဒီထားလိုက်ပါ Ha, tôi thấy ảo rồi mà. Có gì là gì là? ကိုစီလာရှိတယ် Ta ra để gì là? Ê. Ya mau rồi. Ô, xem mà nào rồi nè. Gì này mà. Làm thế nào là thì ဒါကျွန်တော်ဘွဲပြန်ပါပြီတို့ရေကူးပြီးသွားပြီဆိုတာပြန်ပြီပေါ့ဒါအနောက်က ပြင်ပြီလား မင်းတို့မချမ်းဘူးလားရောင်ဘောင်မိရှိအကုန်စုနေဟမ်မအေးဘူးလားမင်းတို့ဘွားကဘလောက်ပူလောင်လဲဆိုတော့အဲ့ဒါပဲကြည့်တော့မင်းတို့ဘွားကဘလောက်ပူလောင်လဲဆိုတာတကူလုံးရေစုတော့မှမအေးနိုင်ကြဘူးပြင်မယ်ဒါတော့မိုးရွာတာဒါကျွန်တော်လာတဲ့ထက်ဟိုပြန်လာကပို့ပြီးတော့လမ်းတွင်တာအစင်းနေပြီပဲလာတော့ကဂုံးတဲ့တွေများတော့နည်းနည်းမောတော့ပေါ့ဒီပေါ်မှာဆက်လက်ပေးမတော့ပါဘူးအဲ့ရက်လက်ပေးမတော့ပါဘူးဆမ်းမပါတော့ဘယ်သူကတော့မတော့ပါဘူး တော့လေလေ တို့ခိုးတော့တယ်အဲ့တော့မသိဘူးလေ နေနေတက်တာ ဟာကြောက်တော့ကိုလုံးလဲပါရီမန်းလည်းတို့အဲ့တွေကြီးပဲဘဝတွေရောယူလို့လည်းမယူအောင်ကြည့်ရမှာဗျာဘယ်လိုမှဆိုရင်ဘယ်တော့အေရှန်လိုက်လဲဘာနဲ့လင်းလာခေါင်းတော့အားနဲ့ဟာလဲမောင်မင်းမဝါဝယုံနေပြိုကြပြတ်ကြတာလားဝါးရအများကြီးပဲလို့လေပါလို့ Pia ra rồi. Nào làm. ဘာလဲငါ့နင်းစိတ်ပူစေပါလို့နင်းလို့ရုပ်မျိုးအများကြီးပြန်မွေးလို့ရတယ်ငါလို့ရုပ်ရည်မျိုးဟာမွေးလို့မရတော့ဘူး ပြည့်လောက်တက်လို့ ဟာမရရင်ကွာ တော့ကတော့တမီးနဲ့ချမ်းပြီးကိုပဲ ဘာ တော့ကတော့တမီးနဲ့ချမ်းပြီးကိုပဲ ဘာကြီးတော့ ညညညနော်ဒါက နင်းနဲ့ချမ်းမီကိုနေမှာဖြစ်လို့ မောင်မ ဟိုးအောက်ဆင်းအောင်မယ်ငါတို့လာတော့ဒါတွေမပါဘူးလားမသိပါလား ပြည့်ရှင်းရနေနေနေတက်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 နေနေ ဒီမှာလေးလို့တည်တော့ဒီမှာလဲ ရှင်းတော့ငါနေပါလေဆိုတော့ ဘာတွေထည့်တာမသိဘူးကွာ တက်နေရတယ်နော် မနေမနေပလုတ်ပြုတ်ကြအောင်ပလုတ်ကြပါဖြစ်တယ်ပြုတ်ကြအောင်မယ်လူကြတာဘာမျိုးဟာအဲ့ဒီညာမကူးလား ရှင်းရှင်းရော မကူးနဲ့တော့ ရှင်းလုံးမလား မကူးတော့ဟိုမှာရှေ့က3ယောက်ကလွတ်သွားတယ်မသိလား အဲ့ခြေတော်ရုပ်ခုံလို့ရကမွန်းရွက်နေအများကြီးပဲမကြအေးဟင်းကျူဘာဖြစ်အောင်ကမှလေဖြတ်သွားတယ်ကျုပ်တွေကငါလည်းတွေ့ကောင်းရဲ့ ပြည့်တနည်းကောင်းကိုပို့ချလိုက်မယ်နော် ရဲ ယောက်ျားမရှိမိန်းမမရှိတယ် ဟမ်ဘဝလည်းအဲ့လေအေးပါကွာ
ဒီခံနေခုတော့ ဟမ် လောင်းနေဟုတ်တယ်အဲ့လိုရရတဲ့ပုံရရတယ်ဟုတ် အေးမရအောင်လည်းနေမှာ ဟုတ်နောက်ဒီဘွေးရရင်ဟုတ်တော့ အိုးတောင်နှန်းနေမယုံနေ ဟုတ်လို့လားအေးဟိုဆောအေးငါသိကြပါ ရမော်ဟေး အဲ့ဒီမှာမယူပြလိုက် ပါချက်ပါကျိုးရမလို့ဆောင်းမလား 那说嘛， ဟုတ်ဆုံးနေပြီ 你们刚才没你叫人呀？你们 အေးလေ 俺们老师你们在那边嘛？ ဘာဆေးလို့ရမလဲ အော် 那就要去了。 ကျွေးကြလိုက်ငါ6ဖုတ်လေ အဲ့ဒါကိုဒီဖြစ်နေချိန်မှာပြင်လာမယ်ကိုယ်ရှိနေပြင်လာလိုက်ရတယ်နော်ညတမီးပြောပြရမယ် ပါတော့ကောင်မလက်ကြောမတင်းဘူးနော်ဘာကြောပဲတင် ညောင်းနေတူတယ်မဟုတ်ဘူးလေ ဟုတ်လားအဲ့လောက်လေ အင်း ဒီပြတီးလာ ဒီຫນွယ်ကြီးอ่ะຫນွယ်ပင်တစ်ပင်တော့ဆေးဘက်ဝင်တယ်ဆိုတာဒါပါကမုံ ပါလေခါတာလေဒီဘင်္ဂလီတကယ်ကြီးစစ်ပြီးဆောက်ရတယ် အေးကင်ထားပါတယ်နော် ခါတာနေပါခါလေ ကင်ထားလေ ဟိုတချင်းနေကွာဟိုတနေ့ကလည်းပြောရင်အဲ့ဒါဆော့ရအောင်ဆိုပြီးပြောတယ်ဟုတ်လေဝယ်မိတော့ပို့ထားပြီးတော့မလို့ပတ်ပတ် ဟောပြီးရွယ်လာကွာပြီးနေတော့မသိလားအဲ့ပြောငါတို့ပါတဲ့ဟာဖျက်လိုက်နော် မဖြတ်တင်မှာ ဟမ် တင်မှာ တပုတ်လကန် လောကဲ ကကြိုက်လို့က โอเคအေးအိုအို ဆိုတော့ဖမ်းမှာဒီလိုမျိုးလူရှိရလဲအပြင်းပြေတော့အာ ဒီကတာစင်းပါဝင်အဲ့လိုကောင်း ဟောငါတန်စင်ပြီးထည့်မယ်လေကွာ အဲ့ဒါပေါ့ ကနုံညောက်ဟာမဖြစ်တယ်အောင်စပြူပြပြရရ မင်းပဲရိုက်နေ ကြိုင်းမလို့ ဘုံအေးအဆောင်းမနော်လားနင်းငါမကြည့်နင်းကနေကြည့်လေအော်ရရလေ ရရှက်ရတယ်အောင်လေ ဒီနေ့ကတော့ကျွန်တော်ဖွဲ့တွေပြန်ပါပြီရေဒီကွန်တော့ကျွန်တော်ပဲရေမချိုးတော့ဘောနော်ကျန်တဲ့လူကတော့အကုန်လုံးရေချိုးကြပါရေကူးတယ်နှစ်ယောက်ပေါ့ဟိုရက်စီနဲ့ကောင်လည်းမချိုးပြန်ပါပြီတေးသူနဲ့ပါတေးသူနဲ့ကျွန်တော်တစည်းဟိုနောက်မှာတတွဲဟိုးရှိမှတတွဲသုံးတွဲ3 နာရီနဲ့9 မိနစ်ညနေဒီနေ့ဘလော့တော့ဒီလောက်ပါပဲတောက်တာရပါတယ်မြို့ပြရှုခင်းနေနဲ့ဝေးရဒီတရိတ်တော်ရိတ်တွေပါဒီနောက်ကလာလဲရောက်ဒီနေရာလေးကရေကွန်ကတော့တိတ်ပြီးတော့မကြီးဘူးရေကွန်နည်းနည်းလေးပါဒါပေမဲ့တငယ်ချင်းနဲ့စုလာတော့ပြောဖို့ကောင်းပါလမ်းမှာအဲ့ဒီရေကုန်နှမ်းသွားတဲ့တစ်ဆောက်ဟာဒီလိုမျိုးရင်ခုန်စရာပေါ့တောလန်းတောင်လန်းနေတယ်မိုက်ပါโอเคbye bye